သေးချောင်လောက်တာမင်းသေးကြရဲ့စောစောကြီးကြီးရဲ့ချောင်းတောင်ကိုရောက်နေမင်းအသုံးမကျလို့မင်းမတိကျလို့အခုလိုဖြစ်နေတာမျိုးယူကွာညက်စက်ပစ္စည်းပဲဒီလောက်တော့လည်းရှိမှာတော်ရာဒီကိစ္စမှာခဏနဲ့တောင်းမကင်းဘူးညာအတိတ်တပေါင်းနမိတ်ဆောင်နဲ့အင်ကြီးအနေကြီးမဝစ်ပါနဲ့ဆိုပြန်ဝစ်လာတယ်ဘူးဗျာမစင်းဆိုင်ကျွန်တော်အင်ကြီးဒါခလုတ်တိုက်ခက်နဲ့မစီဆိုင်ရမှာတော့ဗျာအခုကြည့်ခမရထိုင်တဲ့ဘက်ကဘိန်းပေါက်ခမရဝိတ်နဲ့ကျုပ်ဝိတ်ပေါက်ချင်းပေါက်ကျုပ်ဘက်ကပေါက်မှာပေါ့ပြီးတော့ပြန်ထွက်ရင်ခမရအဲ့နေရာမထိုင်နဲ့ဗျာကဲကောင်းပြီမထိုင်နဲ့ဆိုလည်းမထိုင်ဘူးအကေပြောလိုက် boss ထွက်လို့ရပြီဒီလိုနေလို့ချောင်းသားရောက်မှာမဟုတ်ဘူးတွေ့တဲ့ကောက်ကိုတားရရဘိန်းကိုဝဲ Yes boss Yes boss ကားကောင်းထဲမှာစက်တွေကိုကျင်းသေးလားကွာအကုန်လုံးပြုံးချတာပဲဘာမှုပါနဲ့ boss အချိန်တန်လို့ရှိရင်လေ order တင်တတ်တောင်ပို့ကောင်းသွားမှာပါတိုက်ကပါ boss အာဟာအချိန်တန်ရင်ကျွန်တော်တို့အရေးကောင်းရှာပြီးတော့အိတ်ဆောင်ကြတာပေါ့ဗျာအော်တင်နေတာပိုကောင်းသွားမှာ boss ဟော boss ဟောဒီမှာမူလီသုံးလုံးပို့ထွက်လာတယ်တွေ့လားဒီကောင်တော်တဲ့နေရာမှာတော့တယ်ဗျတခါဖြုတ်ရင်မူလီသုံးလုံးပို့ရင်ခဏခဏဖြုတ်ရင်ကားတစ်စီးစားတော့ပို့ထွက်လာနိုင်တယ်ငါတို့ကြီးတော်တယ်ဟုတ်လားကောင်းအောင်မေးပြောက်ပြန်ပြီဟာနိုင်ကားဒီကောဒီနဲ့မြောင်းမောင်းမရတော့ဘူးကွာတားဘောကိုင်ထားရဘောကိုင်ထားတယ်ရောက်ဆွနေတယ်ဒီကကြီးငါကိုင်ထားတယ်ဆွဲတိုင်ကား Yes boss ဒီကမှာဗာများပြုတ်ကြစရာညာသေးလေပြုတ်ကြစရာမကြံတော့ပါဘူးဟာကြံတော့ဘယ်လိုလဲဒါဒီကနာပြန်ဘာကြီးလဲဟာဒီအပေါ်စားရပါဒါမှပါလဲကမ်းမောင်းလို့ရပါလေတိုင်ကား Yes boss ဒီကဒီလည်းမပြီးဘူးအတန်းနေတာပြီးလာတာပဲပြင်းပြီးတော့ပေါင်းပါလို့ကွာ Yes boss Yes boss မသိဘူးလားကွာတဲ့ရတော့ကျော်နေပြီကွာဘာမှမဟုတ်ဘူးပေါ့သူတို့ကျွန်တော်ပြန်ကြော်တက်ပြမယ်ဟဲ့ကပြေးစား
နည်းနည်းပဲလဲဘလို့ဆိုတွတ်သွားတယ်ဒါမှမကြည့်တာကားမောင်းလို့ရဒါတွေကပကာတနာတွေတော့တန်းတော့တန်းလာဒါရှိဟဲ့ကပြစ်တာဟဲ့ကအောင်ပါဒီကားလေးသူ့ကိုသူတော့အောင်မနေမသိရပြားကွာကာမင်းဘာမှတော်တဲ့ကြာကြောက်မရှိဘူးဟဲ့အောင်အဲမှာတိုက်ကားရဲ့မင်းအသားကပိုးကျဲလာတယ်သွားတော့ဒီလောက်ကဒီလောက်ပါပဲကွာကျိုးမနေပါနဲ့တော့ ဘာပြောလို့ဘုံကတော့အတက်တော်တော့ ကဲမင်းပြောတာတွေပြုတ်တာတွေအသာထားလိုက်ပါတော့ကွာငါတို့တော့ဘာလို့ချောင်းတာကိုအေးစေးစေးစောစောမောရောက်နေတယ်ဒါပဲ ဒါတော့လည်းပြီးတော့ဟာဘာဖြစ်တာလဲဘရိတ်မင်းကငါ့ကိုစမ်းနေပေါ့လေဟလားရတယ်မောင်းလို့ရတယ်မင်းမပါလဲမောင်းလို့ရတယ်တိုက်ကမျိုးနဲ့ရိုးနဲ့ရေမောင်းလာတာဟမ်ဒီတော့ရီတောင်ကြီးနေတယ်ဟာဘယ်လိုကဘာလိုက်ပါမယ်တော့ဘယ်လိုပြီးလိုက်လေတိုက်ကမျိုးနဲ့ရိုးနဲ့ရေမောင်းလာတာဟမ်မျိုးနဲ့ရိုးနဲ့ရေမောင်းလာတာတစီတော့တစ်ခုတော့လည်းမောင်းလို့ရတယ်တိုက်ကတိတ်အခုမှစတဲ့ပြီတိုက်ကရပါကြောက်ဟာပါလာရဟာဘော့ကျွန်တော်လည်းလမ်းမပြန်ပြီဘော့စီအခုတန်းကြရတာတော်တယ်ဆိုဒီကောင်ရခိုင်ရောက်မှာဟာဘော့ဟိုကျုံတော့မြောင်ပြဝင်ဖူးပါလားဟင်တိုက်ကားရဘော့တနိုင်ငံလုံးမှာရဲ့လမ်းနေမင်းတယောက်တည်းမှားပြစ်တော်မှာလားကွာအခုတည်းပြန်နေဟဲ့ကောင်လက်ဆိုလည်းလက်လေကွာလက်နေလေဆရာမြောင်ရဲ့ဒီဟောတော်ကြီးရတဲ့ကားဆရာနောက်တလောက်လဲတော့တဲ့သွားတော့မယ်ကပိကပဲကားဟဲ့ကောင်ကျဲလို့ရမလားကွာမင်းထိတ်ကအရစ်တွေပြုံးနေပြီဟာဒီအရစ်တွေပြုံးနေပြီဟာတမီးဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြမလဲဘော့တာလေလွယ်ပါတယ်တော့ဆိုကားဝါစင်းပြီးမမပြီးလှဲ့တာဗောနော်ဒါဆိုလည်းသင်ကွာဘော့တာဒါလေးများလမ်းကြောင်းတော့ရောက်တော့တယ်မကြခင်ချိန်တော့ဘော့စီချောင်းသာကမ်းခြေကိုနေမြန်စီးလို့တော့ရောက်သွားစီရမယ် ဘယ်လိုနည်းပဲရောက်မြန်ရောက်အောင်မောင်းမတိုက်ကားရဲ့သိကြပါအမြန်ဆုံးနည်းနဲ့ရောက်စီရမယ်ဟောကမ်းခြေကိုတော့မြင်နေရပြီမြင်နေရရင်လည်းမောင်းလေကွာဒီပါတော့ဆုံးတင်လိုက်တော့မယ်နော်ပြေးဒီအပြပြကြီးကပင်လင်လားဟင်ဟာဝါကားပြတဲ့ခိုင်တာဟုတ်ကနေပြီလားဟင်ကြောက်ကြစင်းတယ်ပြီဘယ်ကောင်လဲငါမလို့ဆန်းလဲကွာဟဲ့ခဲတဲ့သူရင်ကိုယ့်ခေါင်းမကိုထိုးတာမလားဘယ်ကောင်လဲကွာဟမ်ပြည့်စက်ကြီးကိုယ့်ခေါင်းပြပါလားဘာဖြစ်လို့ငါ့ရင်ပြည့်ရလဲဘယ်ကောင်လဲသူဘယ်ရောက်နေတာလဲကျွန်တော်တို့နတ်ပြည်မှာရောက်နေတယ်အဲ့ဒါတော့မဟုတ်ဘူးအိမ်တော်မိုးပါတို့အောက်ကိုမရောက်သေးဘူးလူကြပါဦးမလုံနဲ့နောက်ထပ်ကြောက်ဖို့ရှိသေးတယ်တိုက်ကပြပေါ် နောက်ဆုံးတော့မရတော့ဘူးခုမှမအားလို့မရအဲ့ကောင်မိုးရောက်နေတာကဘာမှလုံးလုံးမရတော့ဘူး